မြတ်စွာဘုရားလက်ထက်ကအလုံးမထူးဆန်းတဲ့စိတ်ကူးရင်ဆန်ဆန်ဇလန်းတစ်ပုဒ်ပေါ့ကောသလမင်းကြီးဆိုတာအလွန်တရာမှညံနေတယ်ဆိုပြီးတဲ့လို့ကြားပါဟုတ်လားအဲ့ဒါတနေ့တိုင်းကလှည့်လည်ရင်းနဲ့အမျိုးသမီးတယောက်ကိုမြင်တဲ့အခါအလုံးမသူမမောတယ်အဲ့ဒါနဲ့ပိုင်ရှင်ရှိမရှိစုံစမ်းတဲ့အခါမှာအိမ်တော်ရှိတယ်ဆိုတာသိအဲ့တော့မင်းကြီးကဘာလုပ်လို့ဆိုတော့ဒီဒကမရဲ့အမျိုးသားကိုတတ်ပြီးဒီဒကမကိုယူမယ်လို့ဒီလောက်ထိသူစိတ်ကကူးတာအဲ့ဒါနဲ့အဲ့ဒီလူကိုသူတိလာပြီးတော့ခါစားရအပြစ်တွေ့ရင်တတ်မယ်ပေါ့ဒါပေမဲ့ယောက်ျားဖြစ်တဲ့လူကလည်းသိတယ်သိတဲ့အခါကျတော့အပြစ်ကင်းအောင်နေတော့အပြစ်ကရှားလို့မရအဲ့ဒါနဲ့ဘာလုပ်တုံးဆိုတော့တော်တော်ဝေးတဲ့ရေကန်လုံးမပြန်ပြီးတော့အချိန်မီပြန်ပြီးတော့ရောက်မလာနိုင်လောက်အောင်ဝေးတဲ့ရေကန်ကဘရုံမချာနဲ့မြေနေကိုသွားယူနေငါရေချိုးတဲ့အခါမှာအဲ့ဒါကိုသုံးနေတယ်အချိန်မီရောက်မလာရင်တတ်မယ်အဲ့ဒါယောက်ျားဖြစ်တဲ့လူကမနဲ့မလဲငင်ရစထပြေးတာဒီမှာကြောက်တာဟုတ်အဲ့ဒါအချိန်မီပြန်လာနိုင်တယ်ဘုံကအတူတူကလေးပြောပြတာဇလန်းလေးအချိန်မီပြန်လာနိုင်တယ်သူကအတော်တော်တဲ့လူပါဒါပေမဲ့မင်းကြီးကအဲ့ဒါကိုသိတယ်ပြန်လာနိုင်လို့ရှိရင်နော်သူအမှုရှင်သားတာမအောင်မြင်ပဲနေမှာဆိုမြို့တကားကိုစောကြီးပိတ်ခိုင်းတာဟုတ်လူရောက်တော့တကားကပိတ်တယ်အဲ့တော့သိတယ်မင်းကြီးကသူ့ကိုကောက်ကြံနေတာဆိုတော့ဒီလူကသိတယ်အဲ့ဒါနဲ့သူအချိန်မီရောက်တဲ့အကြောင်းကြွေးကြော်ပြီးတော့ငါဘယ်သွားနေရပါ့မလဲဟိုယဟန်နေရှိတဲ့နေရာအေးချမ်းတယ်ယဟန်နေရှိတဲ့နေရာဘေးကင်းတယ်ဆိုပြီးတော့အဲ့ဒါမြတ်စွာဘုရားရှိတာယဟန်နေရှိတာဇေတဝန်ကျောင်းရောက်သွားတယ်အဲ့ဒီတကားအဲ့ဒါမင်းကြီးကညရောက်တော့အိတ်အဲ့ဒီအမျိုးသမီးကိုငါတော့မနဲ့ရောက်ရင်ဒီလူကိုတတ်ပြီးအဲ့ဒီအမျိုးသမီးကိုယူမဲဆိုတဲ့စိတ်နဲ့အိတ်အဲ့တော့ဘာဖြစ်တော့ညကြတော့ရုပ်ရည်အလုံးကြောက်ပါလေအတန်ကြီး၄မျိုးကြားဟုတ်လားဒုတာနာအလုံးမကြောက်မွဲ့ဖွယ်ရကောင်းတဲ့အတန်မင်းကြီးကဒီຢာကနဲ့ရစ်နေတဲ့တွေ့ကြောင့်အိတ်မပြောညအဲ့ဒီအိတ်မပြောတဲ့ဂျားထဲမှာအဲ့ဒီအတန်ကြီးကကြားတဲ့အခါကျတော့ပိုးပြီးတော့အိတ်လို့မရတော့အဲ့ဒါလင်းတာလင်းရောအိတ်မရတော့ဒါမနဲ့လင်းတဲ့အခါကျတော့ပညာရှိပရိဟုတ်တွေပါလေအကုန်ခေါ်ပြီးတော့ညာတော့ငါဒီအတန်ကြီး၄ခုကိုကြားရတာဒါပါလေအဲ့တော့ပရိဟိတ်မတ်ကလည်းပဲဘာလို့သူဘာမှမသိဘူးလို့ပြောလို့လည်းသူမရဲဘူးအဲ့တော့ဘာလို့တုံးဆိုတော့ထင်မိထင်ရမင်းကြီးအတွက်အသက်အန္တရာယ်ရှိတယ်ဒါကြောင့်မလို့စင်တရားမြင်းတရားစိတ်တရားနွားတရားသရိုးသားတရားသရိုးသမီးတရားအကုန်လုံးဖမ်းပြီးတော့အဲ့ဒါတွေကိုတတ်ပြီးတော့လေချောင်းသွင်းနဲ့ရစ်ပူဆိုလို့ရှိရင်မင်းကြီးရဲ့